ကျွန်တော် T1 ဆိုတော့ off-road SUV ဒီတက်ကိုပို့ပါတယ်ကိုယ့်ရဲ့ personality ကိုဖော်ပြနေတဲ့ statement တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် classic လဲဆန်နဲ့ stability လဲဖြစ်တဲ့ T1 ထဲမှာရှားပါ color လေးဖြစ်တဲ့ Sunny Go color ကို white ကိုလေးနှစ်စီးကျွန်တော်ရောင်းပေးပါမယ်ကျွန်တော်ပထမဆုံးသူ့ရဲ့အရှိတ်ရုပ်ထက်ဒီဇိုင်းမှာဆိုလို့ရှိရင်လဲ stone block highlight design အနေနဲ့ပုံဖော်ပေးထားပြီးတော့အလဲမှာဆိုလို့ရှိရင်ချက်တော့ logo လေးပါမယ်ကျွန်တော်ဒီပေါ်မှာဆိုလို့ရှိရင်9လေးကျ camera ကျွန်တော် 4 light နှလုံးရယ် parking sensor နှလုံးရယ်ရှေ့ဘက်ရုပ်ထက်မှာပါဝင်မှာဖြစ်ပါတယ်ပထမဆုံးဆက်လေး note ပြပေးမယ်အလင်းအောင်ကောင်းတော့ကျွန်တော် set review ရဲ့ရင်ဖွင့်ပြပေးလိုက်ပါမယ်ကျွန်တော်ပထမဆုံးပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုဝင်လိုက်ပြီဆိုတာနဲ့ဒီထိုင်ကုန် leather ရေပေါ့ premium leather တွေကိုအသုံးပြုပေးထားတယ်အတွင်းကအနက်ရောင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် luxury လဲပို့ပြီးတော့စမ်းစီတယ်အပီတီလဲပို့ပြီးတော့ခံစီမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီမှာဆိုလို့ရှိရင် steering ပေါ့ steering မှာဆိုလို့ရှိရင်ဒီဘက်မှာ cruise control တစ်ဖက်ဒီဘက်မှာ media control တစ်ဖက်ပါဝင်မယ်ဒီ voice command လေးလည်းပါမယ်ပေါ့နော် Please continue ဒီ voice command ဆိုလို့ရှိရင်လည်းမှန်တယ်မှန်ချရေးကျွန်တော်တို့ sunroof တွေအပွင့်ပိတ်တွေကိုလည်းဒီကနေပြီးတော့ command လုပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုဒီဘက်ဘေးမှာဆိုရင်ဒီ pedal shift လေးတွေပါမယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်ဒီ midi ninja cloud တွေနဲ့ second cloud တွေဒီဘက်မှာ wiper cloud တွေပါဝင်မှာဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုကဒီ infotainment screen ပေါ့ infotainment screen ဟာဆိုလို့ရှိရင်လည်းတော်တော်လေးကိုကြည့်ရလို့ပြောလို့ရတယ် You didn't seem to say anything Sorry this song is not found ဒီထဲမှာကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ခါကြတော့ကျွန်တော် check လိုက်ပြပေးမယ်setting မိုင်းတွေပေါ့နော်ဒီကားရဲ့ setting မိုင်းတွေပါမယ်ကားရဲ့ setting မိုင်းမှာဆိုလို့ရှိရင်ဒီ ambient light တွေပေါ့ ambient light တွေကိုလည်းကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကြိုက်တဲ့အရာတွေကို I'll quit and you can call me if you need me ချိန်ရမှာဖြစ်ပါတယ်ဒီမှာ setting မိုင်းတွေပါမယ်ဒီမှာအဲ့ကောင်မှာဆိုလို့ရှိရင်လည်း dual climate control လေးလည်းပါမှာဖြစ်ပါတယ်အဲ့ကောင်ရဲ့လေယာဆိုလို့ရှိရင်တော်တော်အေးပြီးတော့ fresh ဖြစ်တယ်လို့ခံစားရတယ်နောက်တစ်ခုဒီမှာဆိုလို့ရှိရင် driving move ပေါ့ဒီကားမှာကကျွန်တော်ထည့်ပြောမယ့်ချက်က driving move တွေပါမယ် driving move 9မျိုးထိပါတော့တွေ့ရမယ်ကျွန်တော်ပထမဆုံးဆက်ပြပေးမယ်ပထမဆုံးကျွန်တော် sand ပါမယ်rock ပါမယ် eco move ပါမယ်မျိုးတွေမှာသုံးလို့အဆင်ပြေပြီးတော့ normal move ပါမယ်နောက်တစ်ခုကတော့ sport move ပေါ့ sport လူရင်ပါမှာဖြစ်ပါတယ်ဒီကောင်က slow move နောက်တစ်ခုက mat ပေါ့ဒီက short နေမှာသုံးတဲ့ပုံစံတွေထောက်လုပ်ပေးထားတယ်နောက်တစ်ခုကတော့ sand ပေါ့ဒါလေးပါမှာဖြစ်ပါတယ်ကျွန်တော်ဒီကားမှာ wireless charging လည်းပါမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်940 camera လေးကျွန်တော်ချက်ပြပေးမယ်940 camera ကျွန်တော်ဒီ iPad view camera ပုံစံမျိုးလည်းပါမှာဖြစ်ပါတယ်ဒီကားမှာတစ်ခုမှကျွန်တော်ခိုးပေါက်လေးပါရဗျခိုးပေါက်လေးဒီထဲမှာကျွန်တော်ရေပဲထည့်ဒီရပဲထည့်ပြီးတော့ခီးပါသွားရဆိုလို့ရှိရင်လည်းအရမ်းမိုက်တယ်ခိုးပေါက်ကျဲရွဲဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကားမှာထူးခြားတာဒီကျွန်တော်မြန်မာထဲရဲ့ story နေရာလေးရာဒီဘက် driver ရဲ့ဘေးလေးမှာပေါဝင်မှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ပုံမှန်ကားရမှာဆိုအလဲမှာပေါဝင်မှာဖြစ်တယ်ဒီကောင်ဒီဘေးလေးမှာပေါဝင်တာဖြစ်ပါတယ်ကျွန်တော်ဒီအလဲမှာဆိုလို့ရှိရင်လည်းဒီ driver move chain နဲ့ကျွန်တော် button close လေးပါမယ်နောက်ကဒီမှာဆိုလို့ရှိရင် auto hold ဒါကတော့ကျွန်တော် down hill assistant ဖြစ်ပါတယ်ဒီ down hill assistant ကတော့ကျွန်တော်တို့ sand တို့ rock တို့ map တို့ move တွေမှာဆိုလို့ရှိရင်အဓိကအသုံးပြုရရတယ်ဒီကောင်ဒါကတော့ကျွန်တော် camera ပေါ့ parking control ချိန်မှာဒီဘေးမှာလုံးလုံး save point တဲ့ကြည့်ရမယ် camera parking control လေးပါမှာဖြစ်ပါတယ်ကျွန်တော်ဒီနောက်ခန်းမှာဆိုလို့ရှိရင်လည်းဒီ head room ရောကျွန်တော် left room ရောတော်တော်လေးကိုကျယ်ပေါ့နော်အရက်ရှိရလူတွေ wire လူတွေထိုင်မယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေရဒီထိုင်ရတဲ့ feeling ကလည်းတော်တော်တတ်ဖြစ်စီပြလုံးဝကြည်ကြဲလွတ်လွတ်နဲ့ကြီးကျက်တယ်ဆိုတဲ့ခံစားချက်ကိုခံစားရတယ်ဘူးဒီမှာဆိုလို့ရှိရင်လည်းစာကြည့်မှုတွေပါပါတယ်စာကြည့်မှုတွေပါတယ်ဒီကြားထဲမှာဆိုလို့ရှိရင်လည်းဒီထဲမှာတော့တွေ့ရလားမသိဘူးကျွန်တော် ambient light လေးတွေဒီကြားထဲမှာ color လေးဖောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီကားမှာကတော့ကျွန်တော်တို့ Sony speaker 6လုံးထိပါတယ်ဟိုက Airbus ဆိုလို့ရှိရင်လည်းကျွန်တော်6လုံးထိပါတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအလဲမှာဆိုလို့ရှိရင်လည်း air condition box လေးပါမယ်နော် air condition box လေးပါမယ်နောက်တစ်ခုကကျတော့ကျွန်တော် USB port box တစ်ပေါက်ပါမယ်ကျွန်တော် Type C port box တစ်ပေါက်ပါမှာဖြစ်ပါတယ်ကျွန်တော် T1 မှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဖုံးမော်တာလေးလည်းပိုင်မှာဖြစ်ပါတယ်သူ့ရဲ့ကျွန်တော် cargo space ရလဲတော်တော်ကျယ်ဒီ Golf 8
AC ထည့်လို့ရမှာဖြစ်ပါတယ်ကော်ဖိတ်တွေလည်းကျွန်တော် AC ဆက်တဲ့အတွက်ကြောင့်မလို့ကော်ဖာတွေလည်းပိုကြိုက်သိစေမယ်ကားလေးတစ်စီးဖြစ်ပါတယ်ကျွန်တော်တို့နောက်ဖက်ဒီဇိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးကျွန်တော်တို့ရှင်းလင်းလေးနဲ့တက်တက်ရည်ဖြစ်တာကိုတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ကြတော့ logo လေးပါမယ်သူ့ရဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် tail light medium လေးရဆိုလို့ရှိရင်လည်းတော်တော်လေး modern ဆန်တယ်ပေါ့နော်နောက်မှာကတော့ကျွန်တော် T1 ဆိုရကျွန်တော်ဒီ logo ပေါ့နော် all-wheel drive ဆိုတဲ့ logo လေးလည်းတစ်ခုပါမှာဖြစ်ပါတယ်စန်စာလေးတွေလည်းပါမှာဖြစ်ပါတယ် boxy body design နဲ့ကျွန်တော် Kia ဖြစ်တဲ့ look ကိုလည်းရရှိစေတယ်နောက်တစ်ခုကကျွန်တော်တို့ဈေးကွက်မှာလည်းနေရာတနေရာကျွန်တော်နာမည်တစ်ခုအနေနဲ့ခံမှရက်တည်လာနိုင်တဲ့ Jador T1 2026 brand new ကားတစ်ကြီးကိုကျွန်တော်တို့ AG Automobile မှာဝယ်အားပေးလို့လည်းရပါပြီကျွန်တော်ဒီဘက်ကကားလေးဆိုလို့ရှိရင်လည်းနာမည်ပေါက်လေးရရှိမှာဖြစ်တယ်ဒီဘက်ကကားလေးကတော့နောက်ဆုံးနံပါတ် 2D နောက်ဆုံးထပ်နာမည်နဲ့ရရှိမှာဖြစ်လို့ဒီကားလေးနှစ်စီးကိုလေးလာဝယ်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်